ဒီထိုင်းရာဆိုရင်ပြင်းမှန်ဇက်ကားတွေကမဲနာဖက်ခနုံဆိုတဲ့ဇက်ကားကိုကြည့်ပူကြရမလားတရေကလေပြောပြရမှာဆိုလို့ရှိရင်သူယောက်ျားကိုဒီလှေစိတ်မှာထွက်ပြီးတော့ခလေးလေးပိုက်ပြီးတော့စောက်ကြိုနေတဲ့ဝင်းညင်တယောက်ရဲ့ဇက်လန်ကြောင့်ဒါလူတော်များများသိကြမယ်ဇက်ကားကြီးလည်းခဏရိုက်ပူကြတယ်အဲ့ဒီဇက်ကြောင့်ကျွန်တော်အခုအဲ့ဒီဇက်လန်ဖြစ်တဲ့နေရာပေါ့နော်အခုလက်ရှိကတော့ဖုန်ကြီးကျောင်းအဲ့ဒီဖုန်ကြီးကျောင်းရောက်နေတယ်အခုရောက်နေတဲ့စိတ်ကံရဲ့တနေရာကလည်းသူတို့ပြောတဲ့ဒီဝင်းညင်ကခလေးလေးပိုက်ပြီးတော့သူယောက်ျားကိုမျှော်နေတဲ့နေရာလေးဖြစ်မှာပေါ့ဒီတခြားရဲ့တနေရာပေါ့နော်ဒီကားတွေလမ်းတွေဖြစ်မစားခင်တော့ဒီမရှိခင်တော့ပေါ့နော်ထိုင်းနိုင်ငံရဲ့သူတို့ကြီးသွားမှုကဒီတူးမြောင်းတွေလောက်ပြီးတော့ရေမြောင်းတွေကနေပြီးလှေတွေနဲ့သွားကြဆိုတော့လေဒါဒီစိတ်ကံလေးကတော့ဒီမင်းနာရဲ့အိမ်ရဲ့နောက်ဖေးလို့ပြောရမှာပေါ့လေစိတ်ရနေတက်တက်လို့ရှိရင်မင်းနာရဲ့အိမ်ပေါ့အရင်တော့အိမ်ပေါ့ဗျာအခုကတော့ဖုန်းကြီးချောင်းအဖြစ်နဲ့သူတို့လှူဒန်းလိုက်ပြီဒါမင်းနာဆိုတဲ့သူ့ရဲ့ရုပ်ထုပေါ့နော်ဒါသူ့ရဲ့အိမ်ဒီမှာညောင်ပင်မှာပါကြိုးတွေလို့ခေါ်တယ်ဒီဘာတွေတော်တော်များတယ်ဆိုတော့ဒါအရင်တော့သူ့ရဲ့အိမ်ပေါ့နော်သူ့ရဲ့အိမ်သူ့ရဲ့ညံတွေကရုပ်ထုစစ်ကိုလူတွေလာပြီးတော့ဒီစကားတာပေါ့နော်ဒီမှာဆိုစိတ်ကများလာရလှူတာလေအင်းကြီးတွေလောက်လက်စားတွေပါရှိအများကြီးညီမမြင်နေရတဲ့အတိုင်းပဲနော်လာဝက်ရက်နဲ့လာကုန်ကြလို့စိတ်လူတွေအမြဲစီတယ်လာပြီးတော့စုပေါင်းကြတယ်သူရဲ့အရင်လေးကိုပိုက်ပြီးတော့သူရဲ့ကလေးလေးကိုပိုက်ပြီးတော့သူယောက်ျားကိုလာအမြဲတမ်းမျှော်နေတဲ့ရုပ်ထုကလေးကိုဒီမှာကိုးကွယ်တာတွေ့ရမှာဘယ်လိုဖြစ်လဲဆိုတော့ဒီရာဇဝင်ထဲမှာပေါ့နော်ဒီရာဇဝင်ထဲကမဲနာကကိုဝင်ရှိနေတဲ့အချိန်မှာသူ့ရဲ့ယောက်ျားကဒီဘယင်စင့်ခေါ်လို့စစ်မှုထမ်းအဖြစ်နဲ့အယူထရာဘက်ကိုသွားလိုက်ရတယ်ပေါ့နော်ဒါပေမဲ့ तू ကလာစီလို့မိဖွားတဲ့အချိန်မှာမိမဖွားနိုင်ဘဲနဲ့ကွယ်လွန်သွားခဲ့ရတော့ပေါ့နော်ကွယ်လွန်သွားခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့ယောက်ျားရဲ့စိတ်နဲ့ तू မကျွတ်လွတ်ပဲနဲ့ဒီမှာဝိညာဉ်အဖြစ်နဲ့ဒီယောက်ျားကို तू စောက်နေပြီးတော့ဒီနယ်မှာရှိတဲ့ဖက်ခနုံမှာရှိတဲ့လူတွေကအဲ့ဒီခေတ်တုန်းကပေါ့နော်အရန်ကိုစိုးခဲ့တယ်လို့ပြောကြတယ်အဲဒါကြောင့်မို့ဒီရောက်စင်ဝင်လေးကတွင်ခဲ့တာပေါ့နော်โอเคနောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားတဲ့နေရာတွေတွားပြလို့ရှိရင်တင်ပေးမယ်နော်